Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ငယ်ကရန်ကုန်ရောက်တော့ Mary လျှောက်သွားခဲ့တဲ့ဆိုတာလေးကို blog လေးရိုက်ပြပေးမှာပဲဖြစ်ပါတယ်ဒီနေ့ကတော့ရန်ကုန်မှာအဆုံးအလင်းကိုလဲမဲ့ blog လေးပဲဖြစ်ပါတယ်ဆိုတော့အိမ်ကနေပြီးတော့စထွက်နေပါပြီဒီလိုမျိုးရှောက်မသွားခင်အချိန်လေးအတွင်းမှာအရန်ကိုမှပြီးပြီး stress တွေပြီးပြီးပေါ့နော်အဲ့လိုမျိုးနေခဲ့ရတဲ့အတွက်ကြောင့်မလို့အခုကတော့ပျော်ရွှင်ကြရလို့ဖို့အချိန်ရောက်ပါပြီဆိုတော့ပြည်သူရင်ပြင်ကိုသွားလိုက်ပါတယ်တကယ်ကတော့သွားကြည့်တဲ့နေရာကအများကြီးပဲရက်ကလည်းနည်းနည်းလေးပဲရတယ်ပြီးတော့တနေရာနဲ့တနေရာကိုသွားဖို့ဆိုတာလည်းနည်းနည်းတော့အဆင်မပြေဘူးပေါ့နော်ဆိုတော့တနေရာထဲမှာပဲဒီကြာလေးနေမယ်တော့တနေရာမှာဆိုလည်းကြာလေးနေမယ်အဲ့လိုမျိုးပဲသွားပြီးခဲ့ပါတယ်ဆိုတော့စပြီးတော့ဝင်ပါပြီဒါကကြတော့ဒီလိုရရဆိုအရင်ကတိတ်မကြဘူးအခုနောက်ပိုင်းမှာပြန်ပြီးတော့အဲ့လိုနေရာတွေရှာဖို့တည်းစူးစမ်းနေရတယ်ပေါ့နော်ဒါကကြတော့ဓာတ်ပုံတွေရနေတော့ရင်းကစောင့်နေတာပါပြီးတော့ဒီဘက်မှာဘာတွေရှိလဲဆိုပြီးတော့ရင်းကလိုက်ပြီးတော့ကြည့်ပြီးတော့ဗီဒီယိုလေးရိုက်ခဲ့တာလေးပါဆိုတော့ငင်းလိုက်ရလာပါပြီဆိုတော့ဒီနေရာမှာလာကြည့်လိုက်ပါအောင်ငင်းအမကနေပြီးတော့ငင်းကိုပေါ့နော် post တွေဘယ်လိုပေးရမလဲပြီးတော့ဘယ်လိုတွေလုပ်ရမလဲဆိုပြီးတော့ဓာတ်ပုံတွေရိုက်ပေးနေတာပေါ့နော်တကယ်ကကျတော့ငင်းအဲ့ဒီနေရာမှာတေမရိုက်ချင်တော့ရိုက်တော့ရိုက်ချင်တယ်အဲ့ဒီနေရာမှာကြီးပဲရိုက်နေတယ်ဖြစ်နေတယ်ဒါပေမဲ့အခုကြည့်လိုက်တော့မှဒီနေရာကနေကြည့်ရဆိုရင်ဘူးကတော်တော်လေးလှရပေါ့နော်ပြရနဲ့ငင်းတို့အထဲကိုအတွင်းဝင်ပြီပေါ့နော်အတွင်းမှာဘာတွေရှိလဲဆိုတာလေးကိုတစ်ချက်လောက်တွားကြည့်ကြပါမယ်ဆိုတော့အတွင်းမှာဘာတွေလုပ်မလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်တော့ဒါဆိုရင်တော့အပေါ်ထဲကိုတက်နေပါပြီဒါကကြတော့ရန်ထူဆိုင်တော့မဟုတ်ဘူးပေါ့နော်ဒီမှာအမြဲတမ်းဒီလိုမျိုးရတော့မြင်နေကြပဲဆိုတော့ပြီးတော့မှရင်းတို့ဒီလိုမျိုးတွေမြင်နေပြီးတော့အယုတ်ကောက်ဆက်တွေမြင်တာဆိုတော့ဒါအယုတ်မကောက်ရတာလဲကြာပြီဆိုတော့အယုတ်ကောက်ဆက်မှာအယုတ်ကောက်ဖို့အတွက်အကျွေးစီတွေတွားလဲပါတယ်အကျွေးစီလဲပြီးတော့အောက်ထက်မှာလောက်တာပေါ့နော်အောက်ထက်မှာအယုတ်အဟောင်းတွေကြီးပဲအဲ့တော့တိတ်အဆင်မပြေဘူးဆိုတော့အပေါ်မှာရှိရဲ့အယုတ်ကောက်ဆက်တွေစီကိုတွားပါတယ်ဟောကဲလာပြီနော်ရေးသားမရှိတဲ့သူတွေအတွက်စင်ကောက်ပါနဲ့အယုတ်ကောက်တဲ့အိမ်နေစေပေါ့နော်နေရာတိုင်းလူကိုရေးထားတာပါဆိုတော့စင်ကောက်ပါဘူးအဲ့ဒါကြောင့်ငင်းကလည်းသူတို့ပြောတာနဲ့အညီအယုတ်ကောက်လိုက်ပါတယ်ဆိုတော့အောက်ကဆက်တွေကကောက်လို့မရဘူးတဲ့ထဲလို့လည်းမရဘူးတဲ့အဲ့မှာဂရက်တွေထားနေရပါကြည့်လိုက်ပါအောင်ဆိုတော့အပေါ်ထဲမှာရှိရဲတဲ့အပေါ်ထဲမှာသွားကောက်တဲ့အဲ့လိုပြောတာနဲ့ငင်းတို့ကအပေါ်ထဲကိုပဲသွားပြီးတော့ကောက်လိုက်ပါတယ်ဆိုတော့ဒါကကြတော့အောက်ထက်မှာရှိတဲ့အရာတွေကိုကောက်လို့ရတဲ့နေရာမှာကောက်နေရပါတော့စိတ်ကောက်နေရမဟုတ်ဘူးเนาะအယုတ်ကောက်နေရအဲ့ဒီမှာရေးထားတာတော့စိတ်ကောက်တာတွေရုပ်ဖို့အတွက်ရုပ်ကောက်ရမယ်တဲ့တကယ်တော့အယုတ်ကောက်ပြရမယ်စိတ်ကောက်သွားတာပါဘာလို့လဲဆိုတော့အကောက်တဲ့အတိုင်းမရပါဘူးငင်းရဲ့ညီမလေးတယောက်ပဲရပါတယ်ငင်းကဒီတကကောက်တာမရဘူးဆိုတော့မရတော့ဘူးမကြည့်ပဲနှွဲမရတော့မယ်ဆိုတော့အပေါ်ထဲတက်တယ်ပြီးတော့ကြိုက်တဲ့အယုတ်ကိုပြန်ရွေးပြီးတော့မှကောက်ဖို့အတွက်လုပ်ပါတယ်ဆိုတော့စတင်ပါပြီငင်းရလေအယုတ်ကောက်ရင်မရတော့ရင်အင်းပေါ့နော်နောက်တစ်ခါလုံးဝမကောက်တော့ဘူးအဲ့ဒါကိုစိတ်အရမ်းနာသွားမကောက်တော့ဘူးလို့နောက်တစ်ခါလည်းလုံးဝမကောက်တော့ဘူးဆိုတော့စိတ်ပြေသွားတဲ့အခါမှာပြန်ပြီးတော့ကောက်တာပေါ့နော်ဒါကကြတော့အရင်တစ်ခါတွေ့ရတော့ကောက်ပြီးတော့မရလို့ဒီတကပြန်ကောက်နေရပါရမရတော့မသိဘူးကြည့်လိုက်ပါအောင်ဘလို့မှမရနိုင်ဘူးအယုတ်ကောက်တာမရလို့စိတ်ညစ်သွားပြီမယ်ဖြည့်ဆည်းရှိပါတယ်ဒါကကြတော့တိုက်ကားသွားစီးလာပါတိုက်ကားကကြတော့တယောက်ကို3000ပေးရတယ်ပေါ့နော်ငင်းတို့မျိုးရတဲ့ဆိုရင်တော့အကြီးကြီးပါတယ်အဲ့ဒီတိုက်ကစီးဖို့အတွက်လူနှစ်ခေါက်စာလောက်စောက်လိုက်ရတယ်ပေါ့နော်ပြီးတော့မှငင်းတို့စီးမဲ့အလှည့်ကိုရောက်ပါတယ်ဆိုတော့အဲ့ဒါမစီးရခင်အပြေးလွှာဓာတ်ပုံတွေနည်းနည်းပါရရတယ်ဒါပေမဲ့ဓာတ်ပုံကကောင်းမထွက်လာပါဘူးဘာလို့လဲဆိုတော့အပြေးလွှာလေးရလိုက်ရလို့ပါဆိုတော့ဒါကကြတော့အတွင်းကိုဝင်มาပြီးတိုက်ကစီးပါတော့မယ်ငင်းနဲ့အဲ့အမတယောက်နဲ့စီးရပေါ့နော်ငင်းကမစီးတတ်ဘူးဆိုတော့ဘေးကနေပြီးတော့ပဲလိုက်ထိုင်ပါတယ်တကယ်တော့ကို့ဘာသာတော်မှာပေါ့နော်အရန်တွေပြီးတော့တုံနေရအဲ့ဒါကိုဗီဒီယိုရအောင်ရိုက်ခဲ့ပါတယ်ကြည့်လိုက်ပါအောင်ဆိုတော့ဘလို့ချင်နေရလဲဆိုတာရီလိုက်လက်လိုက်အဲ့လိုမျိုးထိတ်လိုက်အဲ့လိုမျိုးဖြစ်နေရပေါ့နော်ဆိုတော့ပြောကြတော့ကောင်းပါရဲ့ဘာမှပေါ့နော်အဲ့လိုမျိုးတနေ့လုံးသွားပြီးတော့အချိန်တွေဖြုံးတလိုမျိုးပေါ့နော်ပျော်ရွှင်မှုတွေနဲ့မဖြတ်တန်းရအောင်တော်တော်လေးအောင်ကြာပြီအဲ့ဒီအချိန်မှာအဲ့ဒီနေ့တွေကကြတော့အဲ့လိုမျိုးတနေ့တောင်လုံးကိုဖြတ်တန်းပြီးခဲ့တဲ့နေ့တွေပေါ့နော်ညမိုင်းမှာအိမ်ဝင်ပြန်သွားတဲ့အချိန်တွေပေါ့နော်ဒါနဲ့စကားမဆက်တိုက်ကားစီရင်လေးဘေးကနေလိုက်ထိုင်ပြီးတော့စီရတဲ့ feeling ကိုသိလာအဲ့ဒီ feeling လေးအရန်ကောင်းတာပဲအားကြောင့်ငင်းကအမြဲလိုအဲ့နေရာရှိရပေါ့နော်စီလို့လည်းပြီးသွားပြီဆိုတော့အငိမ့်တို့အပြင်ကိုထွက်ခဲ့ပါတယ်ဒါကတနေရာပဲပြီးသေးတာတော့နောက်ထပ်ဘယ်နေရာတွေတောင်းအောင်လဲဆိုတာသိချင်နောက်ထပ် blog မှာဆုံးမယ်နော်